မင်္ဂလာပါမြန်မာ SKI channel မှာတင်ဆက်မှုစတင်ပါပြီကျွန်တော်တို့ဒီအစီအစဉ်လေးအားဆိုရင်ကျွန်တော်တို့ Skyware အစီအစဉ်လေးပဲဖြစ်ပါတယ်ကျွန်တော်ဒီ Skyware ဝါသနာရှင်များအတွက်တင်ဆက်ပေးတာဖြစ်ပါတယ်ကျွန်တော်ဒီ Skyware ဆိုတဲ့ဝါဒကိုရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Skyware ဆိုရင်ကျွန်တော် software တီထွင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ application တွေရေးရတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်ဝါသနာရှင်များအတွက်ဆိုရင်တော့မတိတာရှင်လည်းမြင်းမြန်းလို့ရပါတယ်တိတဲ့တက်တဲ့လူဆိုရင်လည်းပဲအကြံဉာဏ်လေးပြီးသွားလို့ဖြစ်ရပါတယ်မှားတာရှိရင်လည်းပြင်ဆင်ပေးဖို့เนาะကျွန်တော်တို့ဒီအကြံပြုချက်လေးတွေကိုလည်းလက်ခံပါတယ်เนาะအခုဒီနေ့အတွက်ကျွန်တော်တို့ဒီမြန်မာ SKI channel ကနေပြီးတော့တင်ဆက်မှုပါဆိုရင်ကျွန်တော်တို့ဒီ TikTok မှာသုံးနေတဲ့ကျွန်တော် score နည်းပညာလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ lesson 8ပေါ့နော် lesson 8 score အစီအစဉ်လေးဖြစ်ပါတယ်ကျွန်တော်ဒီ lesson 8 score အစီအစဉ်လေးမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ score တိဆောက်ပုံလေးကိုရှင်းပြပေးတာမှာဖြစ်ပါတယ်ကျွန်တော်ဒီ score အဆိုရင်အပေါ်အောက်ဆွဲရတဲ့ကျွန်တော်ဒီနည်းပညာတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ lesson တွေကိုစပြီးတော့ဝင်ပြပါမယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ score ပေါ့နော် lesson 8 score ဆိုပြီးကျွန်တော်ဒီမှာစပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီ lesson 8 score စီစဉ်လေးမှာပေါ့နော်ကျွန်တော်ဒီ score ကိုပထမအဦးဆုံးအနေနဲ့ပေါ့ကျွန်တော် score ကိုစပြီးနှိပ်ပြပြီနော်ရင်းဆုံးသူကကျွန်တော် west view 5ခုနဲ့ကျွန်တော်တိဆောက်တာဖြစ်ပါတယ်ကျွန်တော်ဒီ west view 5ခုမှာကျွန်တော်ရင်းဆုံးပေါ့နော် score 8ကိုစပြီးတော့ကျွန်တော်စပြီးတော့တင်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီညာဘက်မှာဘယ်ဘက်မှာရှိတဲ့ကျွန်တော်ဒီ score 8လေးပေါ့နော်ဒီ score 8လေးရနေပြီးတော့ကျွန်တော်ဒီသူ့ math parent ထားပြရမယ် math parent ထားပြီးတော့ကျွန်တော် score linear x ပေါ့နော် linear x လေးကိုလည်းကျွန်တော်တို့ math parent ထားပြရမှာဖြစ်ပါတယ်ပြီးရင်အပေါ်မှာရှိတဲ့ကျွန်တော်တို့ linear score ဘူကိုကျွန်တော်တို့ math parent ထားရမယ် linear ဘူကိုကျွန်တော်တို့ math parent ထားရမယ်ပေါ့နော်ကျွန်တော်အစအနေနဲ့ရှင်းပြပါမယ် score ဘူကိုကျွန်တော်တို့က math parent ထားရမှာဖြစ်ပါတယ် linear ဘူကို math parent ထားရမှာဖြစ်ပါတယ်အဲ့ဒီအပေါ်လေးမှာကျတော့ကျွန်တော်တို့ linear 8လေးကိုတင်ပေးရမှာဖြစ်ပါတယ်ကျွန်တော် linear 8လေးကိုကျွန်တော်တို့တင်နေတဲ့ပုံစံဒီကျွန်တော်တို့ဒီ video clip မျက်နှာပြင်တစ်ခုစာပေါ့နော်ကျွန်တော် height ကို300လောက်ထိထားပေးရမှာဖြစ်ပါတယ်ဒီပုံစံလေးပေါ့နော်ကျွန်တော်ဒီ height ကို300လောက်လေးထားပေးရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ဒီ west ကလည်း west view ကလည်း5ခုဖြစ်ရမယ် video clip ကလည်း5ခုကျွန်တော်တို့ကတိဆောက်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ video clip ကဘယ်ကနေယူရမှာလဲဆိုကျွန်တော် asset ကနေယူရမှာဖြစ်ပါတယ် asset ကကျွန်တော် gallery မှာရှိတဲ့ video clip ကိုကျွန်တော် asset နဲ့ဆွဲခေါ်ပြီးတော့ယူရတဲ့နည်းပညာတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုကျွန်တော်တို့ဒီ event မှာ on create မှာကျွန်တော်ဒီအသက်သွင်းရမှာဖြစ်ပါတယ်သူကတော့ကျွန်တော် join set တွေအများကြီးဆက်ထရမလို့ပါဘူးเนาะသူမှဆိုကျွန်တော်တို့ west view 1 2 3 4 5ဆိုပြီးကျွန်တော်တို့ west view တက်ရမယ်ပြီးရင်ကျွန်တော်တို့ဒီ access name လေးတွေကိုတစ်ခုချင်းလေးထည့်ပေးလိုက်မယ်ဆိုရင်တော့ဒီ app ကအလုပ်စပြီးလုပ်လို့ရရပါတော့ app ပုံစံလေးကိုပြောပြချင်တာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီဘက်မှာကျွန်တော် west view ရှိရပါတော့ဒါဆိုရင်ကျွန်တော်ဒီ score အစီအစဉ်လေးပြီးဆုံးသွားပါပြီเนาะဒါလေးကိုကျွန်တော် video clip လေးကိုစပြီးတော့ဖွင့်ပြပါမယ်เนาะအားလုံးပဲကြည့်လိုက်ကြပါစို့လားဗျာချစ်တော့ချင်နေပေါ့ကိုတွေ့ဆိုတဲ့လေးတွေခဏခဏပေးတယ်ပေါ့ချစ်တော့နေရဆောချစ်တော့ချင်နေပေါ့တော့ရောက်ကြရတဲ့လေးတွေအမြဲတမ်းပေးတယ်ပေါ့ချစ်တော့လေးတွေဆောချစ်တော့ချင်နေပေါ့ကိုတွေ့ဆိုတဲ့လေးတွေ
ကျွန်တော်တို့ဒီပါဆိုရင်ဒါ score ကကျွန်တော်9ခုလုပ်ပြထားဖြစ်ပါတယ် score တွေအများကြီးကျွန်တော်တို့တိဆောက်မယ်ဆိုရင်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ score စီစဉ်မှာဆိုရင် score ကအများကြီးကျွန်တော်တို့လိုဘောအောင်ပေါ့နော်ဒီလိုဆွဲလို့ရတဲ့ပုံစံလေးကိုကျွန်တော် score လို့ခေါ်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်